Hello everyone, this is Virtue English Language Channel. This is your study buddy to help you improve your English language skills. Welcome back from my channel. Today in this video, I'm gonna share vocabularies related to common beauty problem. အားလုံးပဲကျွန်တော် channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဒီဗီဒီယိုလေးမှာဆိုရင်အလားပါရေးရာပြဿနာနဲ့သက်ဆိုင်တဲ့စကားလုံးဝဟာရအကြောင်းကိုကျွန်တော်ရဲ့ဒီဗီဒီယိုလေးမှာတင်ဆက်ပြသသွားမှာပဲဖြစ်ပါတယ်ကျွန်တော်နဲ့အတူတူလိုက်ပါလေ့လာကြည့်လိုက်ရအောင်လားခင်ဗျာကျွန်တော်တွေဟာဆိုရင်ဒီအလားပါရေးရာပြဿနာကိုဆိုရင် beauty problem လို့ခေါ်ပါတယ်ခင်ဗျာ beauty ကကြတော့အလားပါရေးရာဖြစ်ပြီးတော့ problem ကကြတော့ပြဿနာဖြစ်ပါတယ်အလားပါရေးရာbeautyအလားပါရေးရာပြဿနာ problem ပြဿနာအလားပါရေးရာပြဿနာ beauty problem အလားပါရေးရာပြဿနာကျွန်တော်တွေဟာဆိုရင်ဝက်ချံကို acne လို့ခေါ်ပါတယ်ခင်ဗျာဝက်ချံ acne ဝက်ချံကျွန်တော်မှာဝက်ချံရှိတယ် I have acne ကျွန်တော်တွေဟာဆိုရင်ပုံမှာပြထားတဲ့အတိုင်းပဲဒီဝက်ချံပေါ်မှာပြည်တယ်နေတဲ့ပုံစံရှိတဲ့ဝက်ချံကိုဆိုရင်ပင်ဖယ်လို့ခေါ်ပါတယ်ခင်ဗျာခဏက acne ကကြတော့ဝက်ချံအမျိုးအစားအားလုံးကိုခြုံပြီးမှပြောတာဖြစ်ပြီးတော့ဒီပင်ဖယ်ကကြတော့ပုံမှာပြထားတဲ့အတိုင်းပဲဝက်ချံပေါ်မှာပြည်တယ်တဲ့ပုံစံရှိတဲ့ဟာကိုပင်ဖယ်လို့ခေါ်လာပဲဖြစ်ပါတယ်ကျွန်တော်နဲ့အတူလိုက်ပါဆိုလိုက်ရအောင်လားခင်ဗျာဝက်ချံ pimple ဝက်ချံကျွန်တော်မှာဝက်ချံတစ်ခုထွက်လာတယ် one pimple came out ကျွန်တော်မှာဝက်ချံတစ်ခုထွက်လာတယ် came out ကကြတော့ထွက်လာတာပဲဖြစ်ပါတယ် pimple ကတော့ဝက်ချံဖြစ်ပါတယ်ကျွန်တော်တို့တွေဟာဆိုရင်နှာခေါင်းမှာပေါက်လေးပေါက်သားရှိရဲ့အမဲအောင်ပုံစံရှိရဲ့စားဝက်ချံကို black hat လို့ခေါ်ပါတယ်ခင်ဗျာစားဝက်ချံ black hat စားဝက်ချံကျွန်တော်စားဝက်ချံကိုဖယ်လိုက်တယ် remove ကကြတော့ဖယ်ရဖြစ်ပါတယ် I remove black hat ကျွန်တော်စားဝက်ချံကိုဖယ်လိုက်တယ်ကျွန်တော်တွေဟာဆိုရင်ဒီဟာပေါ့နော်ဒီဝက်ချံဘုံပုံစံဒီအဖြူရောင်ပုံစံရှိရဲ့စားဝက်ချံကို white hat လို့ခေါ်ပါတယ်သူကနှာခေါင်းမတွေရဲ့ပြီးလို့ရှိရင်ဒီမျက်နှာတွေမှာပေါ့နော်ပါးတွေမှာဆိုရင်ဝက်ချံပုံစံနဲ့ရှိတတ်တာပဲဖြစ်ပါတယ်အဖြူရောင်စားဝက်ချံ white hat အဖြူရောင်စားဝက်ချံ white hat heart အဖြူရောင်စားဝက်ချံကနာတယ် heart ကကြတော့နာတာပဲဖြစ်ပါတယ် HURT heart ကနာကျင်တာပဲဖြစ်ပါတယ်ကျွန်တော်တွေဟာဆိုရင်ဒီမျက်နှာပေါ်မှာတူးလေးတွေးထားရှိရဲ့အမဲဆက်တွေကိုဆိုရင် dark spots လို့ခေါ်ပါတယ်ခင်ဗျာ dark ကကြတော့မဲနဲ့တာဖြစ်ပြီးတော့ spot ကကြတော့အဆက်အပြတ်ဖြစ်ပါတယ်အဲ့နှစ်ခုပြောင်းလိုက်တော့ပေါင်းလိုက်တော့အမဲဆက်ကိုကျွန်တော်တို့က dark spot လို့ခေါ်ပါတယ်အမဲဆက် dark spots အမဲဆက်ပေါ်လာတယ် dark spots appear ကြတော့ပေါ်လာတာပဲဖြစ်ပါတယ် APPEA appear ကပေါ်လာတာပဲဖြစ်ပါတယ်အမဲဆက်ပေါ်လာတယ် dark spots appear ကျွန်တော်တို့ရာဆိုရင်တင်းသိပ်ကို freckles လို့ခေါ်ပါတယ်ခင်ဗျာတင်းသိပ် freckles freckles တင်းသိပ် she has
freckles သူမမှာတင်သိရှိတယ် she has freckles ကျွန်တော်တို့ရာဆိုရင်ဒီပယင်းနေရေးမှာရှိတဲ့အရေးအကြောင်းတွေအတွင့်အကြောင်းတွေကိုဆိုရင် wrinkle လို့ခေါ်ပါတယ်ဒီမှာကကျွန်တော်တို့ကရအတန် R နဲ့စဖတ်ရမှာပဲဖြစ်ပါတယ်သူရဲ့အတန်ထွက်မှန်ကပယင်းနေရေးအတွင့်ကြောင်း wrinkles wrinkles ပယင်းနေရေးအတွင့်ကြောင်း wrinkles increase ပယင်းနေရေးအတွင့်ကြောင်း increase များလာတယ် increase ရဲ့အဓိပ္ပာယ်ကတော့များလာတာပဲဖြစ်ပါတယ်ပယင်းနေရဲ့အတွင်းကြောင်းများလာတယ် wrinkle increase ကျွန်တော်တို့ရာဆိုရင်မျက်လုံးရဲ့ဓာတ်မှာပေါ့နော်အသက်ကြီးလာရင်ပေါ်လာလေးရှိတဲ့ကြီးကန်းခြေထောက်ပေါ့နော်ကျွန်တော်တို့ကမျက်နှာအရေးအကြောင်းကိုဆိုရင်ဒီကြီးကန်းခြေထောက်ကိုဆိုရင် crow's feet လို့ခေါ်ပါတယ်သူ့ကိုအင်္ဂလိပ်အသုံးလုံးမှာလည်းကြီးကန်းခြေထောက်လို့သုံးတယ်ပေါ့နော် crow's ကကြတော့ကြီးကန်းဖြစ်ပြီးတော့ feet ကတော့ခြေထောက်ပေါ့နော်အဲ့လိုမျိုးမျက်နှာပေါ်မှာအရေးအကြောင်းမျက်လုံးသားမှာပေါ့နော်ဒီလိုမျိုးတောင်းချေပုံစံမှာဒီလိုမျိုးကြီးကန်းခြေထောက်လိုမျိုးအရေးအကြောင်းဖြစ်နေတာကိုကျွန်တော်တို့က crow's feet လို့ခေါ်ဖြစ်ပါတယ်ပေါ့နော်မျက်လုံးသားအရေးအကြောင်း crow's feet crow's feet မျက်လုံးသားအရေးအကြောင်း she's have crow feet သူမမှာမျက်လုံးမှာအရေးအကြောင်းရှိတယ် she has crow's feet ကျွန်တော်ရာဆိုရင်ချွေးပေါက်ကျဲတာကို large pores လို့ခေါ်ပါတယ်ခင်ဗျာPORES pores ကတော့ချွေးပေါက်တွေဖြစ်ပါတယ် large ကကျတော့ကြီးတာပေါ့နော်အဲ့နှစ်ခုပေါင်းလိုက်တော့ချွေးပေါက်ကျဲတာကိုကျွန်တော်တို့က large pores လို့ခေါ်ဖြစ်ပါတယ်ချွေးပေါက်ကျဲခြင်း large poresချွေးပေါက်ကျဲခြင်း I have large pores ကျွန်တော်မှာချွေးပေါက်ကျဲတယ်ကျွန်တော်တွေရာဆိုရင်အစီပြန်တဲ့အသားရည်ကို oily skin လို့ခေါ်ပါတယ်ခင်ဗျာ oily ကကြတော့အစီပြန်တာဖြစ်ပြီးတော့ skin ကတော့အသားရည်ပဲဖြစ်ပါတယ်အစီပြန်အသားအရည် oily skinအစီပြန်အသားအရည် I have oily skin ကျွန်တော်အသားရည်ကအစီပြန်အသားရည်ဖြစ်တယ် I have oily skin ကျွန်တော်တို့ရာဆိုရင်6သွေးတဲ့အသားရည်ကို dry skin လို့ခေါ်ပါတယ် dry ကတော့6သွေးရာဖြစ်ပြီးတော့ skin ကတော့အသားရည်ဖြစ်ပါတယ်6သွေးတော့အသားအရည် dry skin 6သွေးတော့အသားအရည်ကျွန်တော်မှာ6သွေးတဲ့အသားရည်ရှိတယ် I have dry skin ကျွန်တော်တို့ရာဆိုရင်ကျန်းတဲ့အသားရည်ကိုဆိုရင် rough skin လို့ခေါ်ပါတယ် rough ကကြတော့ကြမ်းတမ်းတာဖြစ်ပြီးတော့ skin ကကြတော့အသားရည်ဖြစ်ပါတယ်ကျန်းတဲ့အသားအရည် rough skin ကြမ်းတမ်းတော့အသားအရည်ကျွန်တော်အသားရည်ကကြမ်းတမ်းတယ် My skin is rough ကျွန်တော်ရာဆိုရင်မွဲ6ဖြစ်တဲ့အသားအရည်ကို dull skin လို့ခေါ်ပါတယ်ခင်ဗျာ dull ကကြတော့မွဲ6တာဖြစ်ပြီးတော့ skin ကတော့အသားအရည်ဖြစ်ပါတယ်မွဲ6တော့အသားအရည် dull skin မွဲ6တော့အသားအရည်ငါအသားအရည်ကမွဲ6နေတယ် My skin looks dull ဟုတ်ပါပြီကျွန်တော်တို့ရာဆိုရင်ထိလွယ်ရှလွယ်တဲ့အသားရည်ရှိရာကို sensitive skin လို့ခေါ်ပါတယ်သူကဆိုရင်ပေါ့နော်နည်းနည်းလေးအေးပြတ်တာပဲဖြစ်ဖြစ်တခုခု skin care အသုံးမားတာပဲဖြစ်ဖြစ်ပေါ့နော်မျက်နှာမှာအလွယ်တကူထိခိုက်လွယ်တဲ့အသားရည်ကိုကျွန်တော်တို့ကဒီဟာပေါ့နော် sensitive skin လို့ခေါ်ပါတယ်ထိလွယ်ရှလွယ်တော့အသားအရည်
sensitive skin sensitive skin sensitive skin sensitive ထိလွယ်ရှလွယ်တော့ skin အသားအရည်ကျွန်တော်အသားအရည်ကထိလွယ်ရှလွယ်တဲ့ I have sensitive skin ကျွန်တော်တွေဟာဆိုရင်ဒီအမာရွတ်တွေကိုဆိုရင် scar လို့ခေါ်ပါဖြစ်ပါတယ်အမာရွတ် scar 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 အမာရွတ်ကျွန်တော်မှာအမာရွတ်ရှိတယ် I have a scar ကျွန်တော်တွေဟာဆိုရင်ဒီဟာပေါ့နော်ဝက်ရှန်ထွက်ပြီးရဲ့နောက်မှာပေါ့နော်ကြံနေရအမာရွတ်တတိတော်လေးတွေဆိုရင်တော့ကျွန်တော်တို့က scar အနေနဲ့မသုံးပေါ့နော် scar ကျတော့ကျွန်တော်တို့ကဒဏ်ရာအကြီးတွေမှာသုံးလို့ရှိရဲဒီလိုဝက်ချန်ချမှုဖြစ်တဲ့အမာရွတ်တွေကိုကြတော့ကျွန်တော်တို့ကအပြစ်အနာစာကိုတော့ blanchimish လို့ခေါ်ရပေါ့နော် blanchimish လို့ခေါ်ပါတယ်အဲ့ဆိုတော့အမာရွတ်အနှဲငယ်ဝက်ချန်အမာရွတ် blemish 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 ဝက်ချန်အမာရွတ်ကျွန်တော်မှာဝက်ချန်အမာရွတ်ရှိတယ် I have blemish ကျွန်တော်ရီယာဆိုရင်မျက်ကွင်းညိုတာကိုဆိုရင် dark circles လို့ခေါ်တယ်ပေါ့နော် dark ကတော့အနက်ရောင်ပေါ့နော်မင်းနဲ့တော့ပေါ့နော် circle ကတော့အကွင်းပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကမျက်ကွင်းညိုတဲ့နေရာမှာလဲသုံးတယ်ပေါ့နော်မျက်ကွင်းညိုခြင်း dark circles dark circles dark circles မျက်ကွင်းညိုခြင်းကျွန်တော်မျက်ကွင်းညိုနေတယ် I have dark circles ကျွန်တော်တွေရာဆိုရင်အိတ်တာရမ်းများပြီးမှပေါ့နော်ဒီလိုမျိုးမျက်လုံးဖောင်းတာကို puffy eyes လို့ခေါ်တယ်ပေါ့နော် puffy ကကျတော့ဖောင်းတာဖြစ်ပြီးတော့ eyes ကကျတော့မျက်လုံးပေါ့နော်အတွက်မျက်လုံးဖောင်းတဲ့အရာကိုဆိုရင်ဖောင်းနေတဲ့မျက်လုံးကိုဆိုရင်ကျွန်တော်တို့က puffy eyes လို့ခေါ်တယ်ပေါ့နော်မျက်လုံးဖောင်း puffy eyes puffy eyes puffy eyes မျက်လုံးဖောင်းကျွန်တော်မျက်လုံးကဖောင်းနေတယ် My eyes are puffy ကျွန်တော်တို့တွေရာဆိုရင်စီပြန်နေတဲ့စပင်ကို greasy hair လို့ခေါ်တယ်ပေါ့နော်စီပြန်နေရာကြတော့ greasy ဖြစ်ပြီးတော့စပင်ကတော့ hair ဖြစ်ပါတယ်ခင်ဗျာစီပြန်စပင် greasy hair greasy hair greasy hair စီပြန်စပင်My hair is greasy ကျွန်တော်စပင်ကစီပြန်နေတယ်ကျွန်တော်ရီယာဆိုရင်ဥကိပြားမှာတွေးလေးတွေးထားရှိရဲ့ဘောက်ကိုဆိုရင် dandruff လို့ခေါ်တာဖြစ်ပါတယ်ဘောက် dandruff 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 ဘောက်ကျွန်တော်မှာဘောက်ရှိတယ် I have dandruffကျွန်တော်တို့ရာဆိုရင်စပင်ကျွတ်တာကို hair fall လို့ခေါ်ပါတယ် hair တော့စပင်ဖြစ်ပြီးတော့ fall ကတော့ကျွတ်တာအဝါပေါ်ပြုတ်ကြတဲ့ပုံစံအနေနဲ့သုံးတာဖြစ်ပါတယ်စပင်ကျွတ် hair fall hair fall hair fall စပင်ကျွတ်ကျွန်တော်စပင်အများကြီးကျွတ်နေတယ် my hair falls a lotကျွန်တော်တို့တွေဟာဆိုရင်စပင်နှခွပေါ့နော်စပင်နှခွရှိတာကို split ends လို့ခေါ်ပါတယ် split ကကျတော့နှခွဖြစ်တာဖြစ်ပြီးတော့ end ကတော့အဆုံးသက်ပေါ့နော်စပင်ရဲ့အဆုံးသက်မှာနှခွဖြစ်နေရဟာကိုစပင်နှခွဖြစ်တာကို split ends လို့ခေါ်ဖြစ်ပါတယ်စပင်နှခွ split ends split ends split ends စပင်နှခွကျွန်တော်မှာစပင်နှခွရှိရI have split ends ကျွန်တော်တွေဟာဆိုရင်ကွက်အက်နေရနှခမ်းကိုဆိုရင် chop lips လို့ခေါ်ပါတယ်ခင်ဗျာ chop ကကြတော့ကွက်အက်နေရဖြစ်ပြီးတော့ lips ကကြတော့နှခမ်းဖြစ်ပါတယ်ကွက်အက်နှခမ်း chop lips chopped lips chopped lips ကွက်အက်နှခမ်း my lips are chopped ကျွန်တော်နှခမ်းကဆိုရင်ကွဲအပ်နေတယ်ကျွန်တော်တွေဟာဆိုရင်နေပူလောင်တာကို sunburn လို့ခေါ်ပါတယ်နေပူလောင်ခြင်း sunburn
sunburn sunburn sun ကတော့နေဖြစ်ပြီးတော့ burn ကတော့အပူလောင်တာဖြစ်ပါတယ်ကျွန်တော်နေပူလောင်နေ I got sunburn ကျွန်တော်တွေဟာဆိုရင်ရရနာကို itching လို့သုံးပါတယ်အမှန်ကတော့ itchy ပေါ့နော်ရရန်ချင်းရရန်ချင်း itching ရရန်ချင်းကျွန်တော်လက်မောင်းဟာဆိုရင်ရရန်နေတယ် my arms is itching ဟုတ်ပါတယ်ဒီနေ့မှာဆိုရင်ကျွန်တော်ဒီအရေးပြားပေါ့နော်ဒီ common beauty problem လို့ခေါ်တဲ့အလားပါရေးရာပတ်တာနဲ့ပတ်သက်ဆိုင်ပြီးတော့စကားလုံးဝဟာရတွေကိုဝေမျှပြီးဖြစ်ပါတယ်အကူရေးကျွန်တော်ရဲ့ဒီဗီဒီယိုလေးอ่ะဆိုရင်မိတ်ဆွေတို့အင်္ဂလိပ်စာလေ့လာနေတဲ့ခီးစီရင်မှာရောင်းတနေရအနေနဲ့အကျိုးပြုခဲ့တယ်ဆိုရင်ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကို like လုပ်ပြီးတော့ကျွန်တော် channel လေးကို subscribe လုပ်ပေးဖို့အတွက်အင်္ဂလိပ်စာလေ့လာနေသူများအားလုံးကိုမေတ္တာရပ်ခံချင်ပါတယ်အားလုံးကိုကျေးဇူးများတင်ပါတယ် follow for more ကျွန်တော်ဒီထပ်ပုံမှာဗီဒီယိုတွေအများကြီးပဲတစ်ဆက်ပြသပြီးတော့ပြီးသွားအောင်မှာပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးများတင်ပါတယ် Thank you very much for watching this video. Don't forget to like the video and subscribe to the channel.